ဒီနဲ့သမီးလေးဟာလူသားတယောက်ကိုပထမဆုံးအကြိမ်ထိတွေ့မှုတဲ့အချိန်မှာပဲတန်လက်စွပ်တကွင်းကြောင့်လက်ပူလောင်သွားခဲ့ပါတယ်အဲ့ဒါကိုမြင်တဲ့ကောင်လေးစတီဖန်ကချက်ချင်းပဲတန်လက်စွပ်ကိုဖယ်ရှားပစ်လိုက်ပါတယ်ဒါပေမဲ့ဒီလုပ်ရက်လေးကသူမရဲ့နှလုံးသားထဲမှာစတီဖန်ကိုချစ်မိသွားစေခဲ့တာကိုတော့သူမကိုယ်တိုင်တော့မသိခဲ့ပါဘူးအဲ့ဒီနောက်ပိုင်းမှာစတီဖန်ဟာ Maleficent နဲ့မကြာခဏလာကစားခဲ့ပြီးသူမရဲ့အတောင်ပံတွေကိုတောင်ထိတွေ့ခွင့်ရခဲ့ပါတယ်Maleficent အသက်16နှစ်ပြည့်တဲ့နေ့မှာတော့ Stefan ကသူမကိုနူးညံ့စွာနမ်းခဲ့ပါတယ်။ဒါပေမဲ့နမ်းပြီးတာနဲ့ Stefan ဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။ Maleficent ကတော့သူပြန်လာမယ့်နေ့ကိုမျှော်လင့်ရင်း Moorlands မှာဆက်လက်စောင့်နေခဲ့ပါတယ်။ဒီလိုနဲ့10နှစ်ကြာပြီးတဲ့နောက်အရွယ်ရောက်လာတဲ့ Stefan ဟာနောက်ဆုံးတော့ပြန်ရောက်လာခဲ့ပါတယ်။ Maleficent ကသူမကိုဘာမှမပြောဘဲထားခဲ့တဲ့အတွက် Stefan ကိုစိတ်ဆိုးပြီးစူပေမဲ့မကြခင်မှာပဲခွင့်လွှတ်ပေးလိုက်ပါတယ်။ဒါပေမဲ့ Stefan ရဲ့စိတ်ထဲမှာတော့မကောင်းတဲ့အကြံရှိနေခဲ့ပါတယ်။သူဟာ Maleficent တောက်မဲ့ရည်တဲ့ကိုအိပ်ပျော်စေတဲ့ဆေးထည့်လိုက်ပါတယ်Maleficent အိပ်ပျော်သွားတဲ့အခါ Stefan ကသူမရဲ့အတောင်ပံတွေကိုရဲရဲဆက်ဆက်ဖျက်ပစ်လိုက်ပါတယ်။နိုးလာတဲ့အချိန်မှာတော့ Maleficent ဟာသူမရဲ့အတောင်ပံတွေပျောက်ဆုံးသွားတာကိုသိရှိပြီးအလွန်နာကျင်ဝမ်းနည်းသွားခဲ့ပါတယ်။ကိုခန္ဓာရဲ့နာကျင်မှုနဲ့ချစ်သူရဲ့တစ္ဆာဖောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့စိတ်နာကျင်မှုတွေဟာသူမရဲ့နှလုံးသားကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။တစ်ဖက်မှာတော့ Stefan က Maleficent ရဲ့အတောင်ပံတွေကိုဘယင်စီယူဆောင်သွားခဲ့ပါတယ်။ဘယင်ကလည်းသူပေးထားတဲ့ကတိအတိုင်း Stefan ကိုနန်းတော်အမွေခံအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ Maleficent ကတော့တကိုင်းတစ်ချောင်းကိုတောင်ဝေးအဖြစ်အသုံးပြုပြီးနာကျင်စွာလမ်းလျှောက်ခဲ့ရပါတယ်စတီဖန်ရဲ့တစ္ဆာဖောက်မှုကြောင့်အရင်ကကျင်နာတတ်တဲ့ Moorlands ရဲ့အုပ်ချုပ်သူဟာတဖြည်းဖြည်းနဲ့ကြောက်စရာကောင်းတဲ့မှောင်မိုက်တဲ့ဘယင်မတစ်ယောက်ဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့ Maleficent ဟာမူဆိုးတစ်ယောက်ကကြီးကန်းတစ်ကောင်ကိုခွေးနှစ်ကောင်နဲ့ဖမ်းဆီးထားတာကိုတွေ့လိုက်ပါတယ်။သူမကမော်အစွမ်းအသုံးပြုပြီးကြီးကန်းကိုလူသားတစ်ယောက်အဖြစ်ပြောင်းလဲပေးကကယ်တင်လိုက်ပါတယ်။အသက်ကယ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့ကြီးကန်းဟာ Maleficent ရဲ့တစ္ဆာရှိတဲ့အစေခံဖြစ်ကိုယ်ဆန္ဒနဲ့ကိုနေထိုင်ပေးခဲ့ပါတယ်။ Maleficent ကအဲ့ဒီကြီးကန်းကို Stefan နန်းတက်မဲ့လူသားနိုင်ငံတွေကိုစုံစမ်းဖို့စေလွှတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာ Stefan ဟာနန်းတက်ဖို့ပြင်ဆင်နေပြီးသူ့ဇနီးကလည်းမင်းသမီးလေးတစ်ပါးကိုမွေးဖွားထားခဲ့ပါတယ်နိုင်ငံတော်မှာမင်းသမီးလေးမွေးဖွားတဲ့အတွက်ကြီးကျယ်ခမ်းနားတဲ့အခမ်းအနားတစ်ခုကျင်းပဖို့ပြင်ဆင်နေကြပါတယ်။ကြီးကန်းကအဲ့ဒီအကြောင်းအရာအားလုံးကို Maleficent စီပြန်လည်သတင်းပို့ခဲ့ပါတယ်။ဒါနဲ့ Maleficent ကသူမကိုတစ္ဆာဖောက်ခဲ့တဲ့ Stefan ကိုလက်စားချေဖို့အချိန်ကျပြီလို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Moorlands နတ်သမီး3ယောက်ဟာမင်းတင်တဲ့မင်းသမီးလေးကိုဂုဏ်ပြုဖို့လှုပ်ဝက်စွာရောက်ရှိလာပြီးမင်းသမီးလေးကိုလည်းကောင်းချီးပေးနေကြပါတယ်။ရုတ်တရက် Maleficent ဟာသူမရဲ့တောင်ဝေးကိုကိုင်ဆောင်ပြီးပေါ်လာခဲ့ပါတယ်။ Stefan ကသူ့ရဲ့အပြစ်ကိုသိနေတဲ့အတွက် Maleficent ကိုထွက်သွားဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ Maleficent ကတော့သူ့ရဲ့သမီးလေးပေါ်ကျိန်စာတစ်ခုချမှတ်လိုက်ပါတယ်။မင်းသမီးလေးဟာအသက်16နှစ်ပြည့်တဲ့နေ့မှာထာဝရအိပ်ပျော်သွားရမယ်ဆိုတဲ့ကျိန်စာပါ။ Stefan ဟာ Maleficent ကိုမလုပ်ဖို့အကြိမ်ကြိမ်တောင်းပန်ခဲ့ပြီးနောက်ဆုံးသူမရှိမှဒူးထောက်ပြီးတောင်းပန်ခဲ့ပါတယ်။အဲ့ဒီအခါ Maleficent ကကျိန်စာထဲမှာအခြေအနေတစ်ခုထပ်ထည့်ပေးလိုက်ပါတယ်။စစ်မှန်တဲ့အချစ်ရဲ့အနက်တစ်ချက်ကသူမကိုအိပ်ပျော်ရာကနေပြန်လည်နိုးထလာစေနိုင်တယ်ဆိုတာပါ။အဲ့ဒီနောက် Stefan ကမင်းသမီးလေးကိုနတ်သမီး3ယောက်ထံအနံလိုက်ပြီးလူသားရဲတိုင်းနဲ့ဝေးတဲ့နေရာတစ်ခုကိုခေါ်ဆောင်သွားစေခဲ့ပါတယ်။ Stefan ကတော့စစ်တပ်ကြီးတစ်ခုစုစည်းပြီး Moorlands ကိုတိုက်ခိုက်ဖို့ချီတက်လာခဲ့ပါတယ်။ဒါပေမဲ့ Maleficent ကမော်စွမ်းနဲ့အလွန်ကြီးမားတဲ့စုချုံနေရန်ကြီးတစ်ခုကိုဖန်တီးလိုက်ပြီးလူသားတွေနဲ့ Moorlands ကိုလုံးဝခွဲခြားပစ်လိုက်ပါတယ်။တစ်ဖက်မှာတော့နတ်သမီး3ယောက်ကမင်းသမီးလေးကိုဝေးလံခေါင်တည်တဲ့နေရာတစ်ခုမှာဖွက်ထားခဲ့ပါတယ်။ဒါပေမဲ့ကြီးကန်းကသူမကိုတွေ့သွားပြီး Maleficent စီသတင်းပို့ခဲ့ပါတယ်။ညအချိန်မှာမင်းသမီးလေးက Maleficent ကိုတွေ့တဲ့အခါလုံးဝမကြောက်ခဲ့ပါဘူး။အဲ့ဒီအရာလေးက Maleficent ရဲ့နှလုံးသားထဲမှာမထင်မှတ်ထားတဲ့ခံစားချက်တစ်ခုကိုပြန်လည်ဖြစ်ပေါ်စေခဲ့ပါတယ်။တစ်ဖက်မှာတော့ကလေးငယ်ကိုပြုစုစောင့်ရှောက်ဖို့အတွေ့အကြုံမရှိတဲ့နတ်သမီး3ယောက်ဟာကလေးကိုပင်မိုးလာဦးနီတွေနဲ့ကျွေးနေကြပါတယ်။အဲ့ဒါကိုမြင်ရတဲ့ကြီးကန်းတောင်တိမခံနိုင်တော့ပါဘူး။ညဘက်မှာနတ်သမီး3ယောက်အိပ်ပျော်နေတဲ့အချိန် Maleficent ကကြီးကန်းကိုပြားရည်ယူပြီးမင်းသမီးလေးကိုတွားကျွေးခိုင်းပါတယ်။ဒီလိုနဲ့ Maleficent ဟာမင်းသမီးလေးကိုအမြဲတမ်းအဝေးကနေစောင့်ကြည့်ပေးနေခဲ့ပြီးသူမအနေနဲ့ကြားရောက်တိုင်းလည်းဝင်ရောက်ကာကွယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ Maleficent ကဒီကလေးလေးကိုဘာကြောင့်ဒီလောက်အထိဂရုစိုက်နေရတာလဲဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူး